ဒီ view မှာကတော့ဒီ Shazzy ရဲ့ feature အသစ်တစ်ခုဖြစ်တဲ့ဒီ project တွေအကြောင်းပြောပြသွားပေးမှာဖြစ်ပါတယ်။တော်တော်များများတော့ဒီ V2 လို့ပြောတယ်ပေါ့နော်။ဒီမှာတော့ကျွန်တော် feature အသစ်လို့ပဲ mention လုပ်သွားပါမယ်။ဆိုတော့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီငကိုမူရင်းရှိနေတဲ့ Shazzy ရဲ့ UI component တွေကိုပေါ့နော်။မတူညီရဲ့ look နဲ့ဒီသုံးနိုင်မဲ့ပုံစံမှာเนาะဆိုဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်မှအရင်တော့ပြဿနာတစ်ခုရှိရပေါ့နော်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော် developer တွေကဒါ React.js project ပဲဖြစ်ဖြစ် Node.js project ပဲဖြစ်ဖြစ်တော်တော်များများဒီ Shazzy ရဲ့ UI library ကိုသုံးကြတယ်ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင်တူညီရဲ့ look တွေ user ရဲ့ရတယ်ပေါ့နော်ဒီ component တွေကိုပဲကျွန်တော်ခေါ်ပြီးတော့သုံးထားတဲ့အတွက်website တော်တော်များများကဒီလိုမျိုးပုံစံတွေပဲပေါ့နော် border radius တွေဆိုဒီလိုပုံစံတွေbutton တွေဆိုဒီလိုပုံစံတွေ font တွေဆိုဒီ font တွေဒီလိုမျိုးဟာတွေပဲတော်တော်များများရကြတာများတယ်ဆို Shazzy ရန်နေပြီးတော့ဒါကိုဖြည့်ရှင်းဖို့အတွက်ကဒီ project base ပေါ့နော်သူက customize လုပ်လို့ရအောင်ပြုလုပ်ပေးလိုက်တယ်ဆိုတော့အရင်လိုမျိုးဒါကျွန်တော်တို့ border radius တွေကိုတတ်မှတ်ထဲမဟုတ်တော့ဘူးကိုယ်အဆင်ပြေသလို customize လုပ်လို့ရတယ် font တွေbase color တွေbase UI library တွေပေါ့နော်ဒါတွေအကုန်လုံးကိုကျွန်တော် customize လုပ်လို့ရပါတယ်ဆိုဒီမှာဆိုလို့ရှိရင်လည်းသူရဲ့ home page ကိုသွားလိုက်ရင်အရင်လိုမျိုးမဟုတ်တော့ဘဲနဲ့ဒီမှာ new project ဆိုတဲ့ button လေးတွေတိုးလာတာတွေ့ရလိမ့်မယ်ကျွန်တော်ကဒါလေးတွေကိုနှိပ်ပြီးတော့လွယ်တကူသွားရုံပါပဲဆို new project ပေါ့ဒါလို့ရှိရင်တော့ဒီမှာ component တချို့ကိုကျွန်တော်တွေ့ရလိမ့်မယ်ဒီ component တွေကဘာမှထွေထူးတော့မဟုတ်ဒါကငကို Shazzy ရဲ့ UI component တွေပဲဒါပေမဲ့ဒီနေရာမှာတိုးလာတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက် site bar မှာဆိုလို့ရှိရင်customize လုပ်လို့ရတဲ့ခါလေးတွေအများကြီးတိုးလာတာတွေ့ရမှာဖြစ်ပါတယ်အပေါ်မှာတော့ preset ရှိမယ်ပေါ့နော်ဒါ preset ကတော့ဒါသူကြိုပြီးတော့လုပ်ထားပေးတဲ့ပုံစံမျိုးicon ကိုဘာသုံးမယ် font ကိုဘာသုံးမယ်ဒီ theme ကိုဘာသုံးမယ်ပေါ့နော်story style ကိုဘာသုံးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့သူလိုက်ဖက်တဲ့ဟာလေးတွေကိုသူကြိုပြီးတော့တွဲဆက်ပေးထားတာပေါ့နော်ဆိုဒီဟာလေးတွေ choice လုပ်ပြီးတော့သုံးလို့လည်းရတယ်အဲ့လိုမဟုတ်ကိုကလုံးဝ customize လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအခုကရသွားပြီပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်တော့ component library ကအစားသူကပြောင်းလဲလို့ရပါတယ်ဒီ Redis UI ကိုသုံးမလား base UI ကိုသုံးမလားပေါ့နော်ဆိုအရင်တော့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကသူ့ရဲ့ default က Redis UI ပေါ့နော်ဆို Redis UI တို့ base UI တို့ဆိုတာကသူကUI focus မဟုတ်ဘူးသူက functional focus ပေါ့နော်ဥပမာအားဖြင့်ဒီခလုတ်ကိုနှိပ်လိုက်ရင်ဘယ်လိုမျိုး pocket ပေါက်ကျလာမလဲဘယ်လိုမျိုးအလန့်ပေါက်လေးကျလာမလဲဘယ်လိုpop up ဖြစ်မလဲဒီလိုဟာမျိုးကိုပဲသူက behavior တွေပေါ့နော်ဒီ component တွေရဲ့ behavior တွေကိုပဲသူတို့ focus ထားပြီးတော့လုပ်တာဒီ component ရဲ့ UI တွေဘာတွေကိုကြတော့ဒီ Shazzy ရန်နေပြီးတော့ဒါ Tailwind CSS သုံးပြီးတော့UI ဘိုင်းကိုပို့ပြီးတော့ကြည့်လို့ရှုလို့ကောင်းအောင်လုပ်ပေးတာပေါ့နော်ဆိုတော့ဒီ base UI ကိုကိုကြိုက်တာရွေးလို့ရတယ်Redis UI နဲ့ base UI ဘယ်ဟာပိုကောင်းလဲမေးရင်တော့ကျွန်တော်ကတော့နောက်ထွက်တဲ့ base UI ကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်တခြားကြည့်မှပဲသူကတော့ကွဲပြားလိမ့်မယ်သူရဲ့ behavior ရဲ့ဒါပေမဲ့မပူပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ Redis ကော base ရောကသူတို့နှစ်ခုလုံးကဒါတူညီရဲ့ developer တွေကပဲ develop လုပ်ထားတာဒီ base UI ဆိုတာကဒီ Redis UI ကို develop လုပ်ထားတဲ့ developer တွေကပဲထပ်ပြီးတော့ develop လုပ်ထားတဲ့ဒီ project တစ်ခုပေါ့နော်ဆိုတဲ့အခါကျဘယ်ဟာသုံးအဆင်ပြေတယ်ဆိုတော့ကိုကဒီနေရာမှာသုံးကျင်တဲ့ဟာကိုရွေးလိုက်အောင်ပဲပေါ့နော်သုံးကျင်တဲ့ဟာကိုရွေးပြီးရင်တော့ဒီမှာ style စပြီးတော့လာပါပြီဆို style ကိုဘယ်လို style သုံးကျင်လဲပေါ့နော်ဒါလို့ရှိရင်တော့ဒီမှာကဒါဆို figure ပေါ့နော်ဒီကိုမူရင်း look ပေါ့နော်ဒါကတော့အားလုံးသိနေတဲ့ Shazzy ရန် look အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကဒီမှာ Nova တို့ပါလို့ဆိုရှိရဒီအောက်မှာသူ description လေးရေးပေးထားတာပေါ့နော် Nova ဆိုလို့ရှိရင်ဒါ pattern တွေ margin တွေကိုသူက short လိုက်မယ်ပေါ့နော်အခုဆိုတော့ pattern တွေ margin တွေများနေကဲကျွန်တော်ကဒါ Nova ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်တွေ့လား component တွေကဒီ pattern တွေ margin တွေကျုံသွားတာကိုကျွန်တော်ချက်ချင်းတွေ့ရလိမ့်မယ် Vanilla ဆိုလို့ရှိရင်ဒီလိုမျိုး pattern တွေ margin တွေကများတယ် Nova ဆိုလို့ရှိရင်ပိုပြီးကျစ်သွားမယ်ပေါ့နော်ကျွန်တော်ရဲ့ component တွေကနောက်တစ်ခုကတော့ဒါသူခေါ်လေးနဲ့သူပေါ့နော်သူဆိုလို့ရှိရင်တော့ဒါ soft and rounded ဖြစ်မယ်ပေါ့နော်ဆိုသူကဒီမျိုးလုံးလေးဖြစ်ကုန်တာပေါ့နော်အနားလေးတွေဒီလိုပုံစံရှိမယ်ပြီးပြီဆိုလို့ရှိရင်ဒါ Gaussian shape ပေါ့နော်သူကကြတော့radius တွေမရှိတော့ဘူး Gaussian shape ဆိုတဲ့အတိုင်းပဲသူခြုံတဲ့ဘက်ကိုသွားမှာပေါ့နော်ဒီ border တွေကဒီလုံးဝ4000အတိတွေဖြစ်ကုန်မယ်ဒီလိုပုံစံမျိုး Marina ကတော့သူ compact ပေါ့နော်ဆို compact ဖြစ်တယ်ဆိုတဲ့အတိုင်းပဲသူကဟိုမရောက်ဒီမရောက်လေးပေါ့ကိုကြိုက်တာကိုသုံးလို့ရတယ်အရင်လိုမျိုးclassic look ကြီးတစ်ခုလေးရှိရအောင်အရင်တော့ဒီတစ်ခုလေးရှိရကွာကျွန်တော်ကကိုကပြင်နေတယ်ဆိုလို့ရှိရင်ဒီ component ကို project ထဲဆွဲထည့်ပြင်ကိုကတော့ menu ရပြင်ဒီလိုမှပဲပြင်ရတာအခုကျတော့မဟုတ်တော့ဘူးဒီမှာတည်းကကျွန်တော်တခါတည်းကိုကဘယ်လို look ကြိုက်လဲ pattern တွေ margin တွေ short ပြီးတော့ကြစ်လေး site ကိုကြိုက်တာလားကိုကဒီ shape ဖြစ်တဲ့ပုံစံကိုကြိုက်တာလားဒါမှမဟုတ် soft ဖြစ်တဲ့ပုံစံကိုကြိုက်တာလားကိုကြိုက်တာကိုရွေးလို့ရတယ်ပေါ့နော်ပြီးတော့ base color ပေါ့ base color ကလည်းအတူတူပဲကိုကဘယ်လိုအရာကိုသုံးနေတာလဲlight mood dark mood တခါတည်းဒီမှာ switch ပြီးကြည့်လို့ရပါတော့ဒါဆို neutral ဆို neutral ဒါကတော့ငကိုတည်းရွေးလို့ရပါတယ်เนาะဒါတော့ထူးထူးခြားခြားမဟုတ်ဘူး zinc gray ပေါ့နော်ကိုကြိုက်တဲ့အရာကိုသုံးလို့ရတယ်
ဒီမှာ live မှုမှာဘာဖြစ်မလဲသိချင် live မှုကို choice လုပ်လိုက်လို့ရတယ် dark မှုမှာဘာဖြစ်မလဲသိချင် dark မှုကို choice လုပ်လိုက်လို့ရတယ်ပေါ့နော်ဆိုနောက်ထပ်တစ်ခုကတော့ them ဖြစ်ပါတယ်เนาะဆိုဒီမှာ base color နဲ့ them နဲ့ကမတူဘူးเนาะဒါတော်တော်များများရောကြရပါเนาะ base color ဆိုတာကအဓိကဒီ base ယူမဲ့ color ပေါ့เนาะဒီမှာဆိုလို့ရှိရင် background color လို့ဘာလို့ဟာမျိုးပေါ့เนาะလုံးဝဒီ project တစ်ခုလုံးဒီ vibe ကတက်ရောက်သွားမှာကွာ zinc ဆိုလို့ရှိရင် zinc color အရောင် file လေးတက်ရောက်သွားမယ် them ကကြတော့အဲ့လိုမဟုတ်ဘဲねဒီတခြားသောဒီ primary အရောင်တွေ secondary အရောင်တွေဒီလိုမျိုးအရောင်တွေကိုသူက customize လုပ်တာပေါ့เนาะဆိုတော့ဘယ်လိုပုံစံမျိုးကြိုက်လဲကိုကြိုက်တဲ့အရောင်လေးကိုလွယ်တူ customize လုပ်လို့ရတယ်နောက်ထပ်ကတော့ဒီမှာလည်းအများကြီးရှိပါတယ်เนาะ customize လုပ်လို့ရတဲ့အရောင်တွေအများကြီးရှိရယ်ကိုကြိုက်တဲ့အရောင်ကိုယ်ကနာကိုသွားလို့ရတယ်နောက်တစ်ခုကတော့သူမှာ icon library ပါလာဖြစ်ပါတယ်ကျွန်တော်တို့မှာအရင်တော့ဆိုလို့ရှိရင်တော့ဒါ lucid icon လို့ခေါ်တယ်ဒီ lucid react ကိုပဲဒါ default အနေနဲ့ပါတယ်ကျွန်တော်ကဒီ icon ကိုပဲသုံးကြရတယ်ပေါ့နော်အဲ့ကြတော့ဒီ project တွေ website တွေမှာလည်း icon ပုံစံတွေအတူတူတွေဖြစ်နေဒါ user တွေအတွက်ကြာလာတဲ့အခါမှာနည်းနည်း UI UX သမားတွေပေါ့နော်ဒီလိုမျိုး focus ထားတဲ့လူတွေအတွက်ကြာနေပြင်းဖို့ကောင်းလာတယ်ဆိုတော့အခုကျသူက icon ဆိုလို့ရှိရင်လည်းမင်းကlucid တခုလည်းပဲသုံးဖို့ဆိုပြီးမရှိတော့ဘူးဘယ်လိုမျိုးတခြားဟာသုံးနေလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်သူက tabler icon ရှိမယ်ပြီးရင် huge icon ရှိမယ်ပေါ့နော်icon file လေးမတူတော့ဒီမှာဆို arrow လေးပါလေးကြည့်lucid ဆိုလို့ရှိရင်ဒီလိုtabler ဆိုလို့ရှိရင်ဒီလိုhuge icon ဆိုလို့ရှိရင်ဒီလိုပေါ့နော်ဒီလိုမျိုးပုံစံလေးတွေကွဲပြားပြီးတော့ဒါ icon တွေကစကျွန်တော် customize လုပ်လို့ရမယ်နောက်ထပ်တစ်ခုမိုက်သွားတာကတော့ font ဖြစ်ပါတယ်เนาะဆို font ကစကျွန်တော် customize လုပ်လို့ရပါတော့ကိုကဘယ်လို font ပုံစံလိုချင်တာလဲ outfit ဒါလို့ရှိရင်သူက component တွေအကုန်လုံးမှာတက်ရောက်ပါเนาะဒီ mono တို့ပါဆိုလို့ရှိရင်လည်းမိုက်တယ်ပေါ့เนาะပြရောက် Natosan roboto ရှိမယ် dmsan publicဒီမှာအောက်ဆုံးမှာ JetBrains Mono ပေါ့နော် JetBrains Mono ဆိုလို့ရှိရင်ဒါကုတ်တာတွေတော်တော်များများကြိုက်ကြတဲ့ font ပေါ့နော်ကျွန်တော်ဒီ terminal တွေပါဆိုလို့ရှိရင်အသုံးများတယ်ဒီလို font သုံးကျင်လဲဆိုလို့ရှိရင်လည်းရတယ်ဘာမှပူစရာမရှိဘူးနောက်ထပ်တစ်ခုကတော့ဒါ radius ပေါ့နော် radius ကတော့border လေးတွေကိုပြောတာနော်ဒီလိုထောင်ကျိုးလေးတွေပေါ့နော်ကိုကဘယ်လိုဟာလိုချင်လဲ median default median ထင်ပါတယ် last ဆိုလို့ရှိရင်တော့အရန်လုံးသွားမယ် none ဆိုလို့ရှိရင်share ဖြစ်တဲ့ file ကိုပို့ပြီးတော့သွားမယ်ပေါ့နော်ဆိုတော့ကိုကြိုက်တာကိုရွေးလို့ရတယ် default median ထင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ menu color ပေါ့နော် menu color ကတော့ကျွန်တော်ဒီထဲမှာမှိန်နေတာဖြစ်တဲ့ skip လုပ်လိုက်မယ်ဒါသူတချို့သောချင်းတွေမျိုးတွေမှာပဲcustomize လုပ်လို့ရမယ်ပုံပေါ့နော်ဆိုနောက်ထပ်တစ်ခုကတော့ဒီ menu accent ပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်လည်းကိုကဒီဘိုးသုံးလားဘိုးကတော့ထူတာပေါ့နော်ဒါကတော့ subtitle သုံးလားဆိုပြီးကိုကြိုက်တာကိုသုံးလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာ choice လောက်တာနဲ့တပည့်နဲ့ဘာမှာပြောင်းလဲဆိုလို့ရင်ဒီ URL ဘားလေးကိုကြည့်ပေါ့နော်ဒီမှာ parameter လေးတွေကဒီ switch parent လေးတွေလိုက်ပြီးတော့ပြောင်းနေအောင်ကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်ဒီဘားလေးမှာဒါကကျွန်တော်ဘာကိုရွေးလိုက်လဲဆိုတာကိုသူကမှတ်ထားတာပေါ့နော်ဒီမှာသူက memory အနေနဲ့မှတ်တယ်အကဲကျွန်တော်ကကိုယ့်အနာကိုလောက်ရလဲပြင်းနေဆိုလို့ရှိရင်သူ့ကို random လောက်ခိုင်းလို့ရပါဘောနော် random file ပေါ့သူကဘယ်လို file မျိုးသုံးခြင်းလဲကိုကြိုက်တဲ့ file ကိုဒီ random လောက်ခိုင်းလို့ရတယ်အပေါ်မှာရွေးရတာပြင်းတယ်ဆိုလို့ရှိရင်ပေါ့နော် okay အစအနေပြန်လုပ်ချင်တယ်ဆိုလို့ရှိရင် default တွေပဲအကုန်ပြန်ထားခြင်းနဲ့ဒါမူရင်း traditional share cn UI ပဲပြန်သုံးချင်တယ်ဆိုလို့ရှိရင်တော့အောက်ဆုံးက restart နှိပ်ပြီးတော့reset နှိပ်ပြီးတော့ reset လုပ်လိုက်လို့ရတာပေါ့နော်ဆိုတော့ဒီမှာ random သုံးတယ်ပေါ့ဆိုအကယ်၍ကျွန်တော်တို့ကဒါကြိုက်သွားပြီဆိုတော့ကွာA few minutes later ကျွန်တော်ကြိုက်ပြီဆိုလို့ရှိရင်ဘာလုပ်လို့ရပြီလဲဆိုလို့ရှိရင် share လို့ရရပါတော့အရင်ဆုံးကတော့သူများကို share လို့ရ share ဆိုတာတကယ်ဒီ URL ကိုပဲ share လိုက်တာပါเนาะဆိုဒီ URL ကိုကြိုက်တဲ့ browser မှာပေးချလိုက်တခါလေဒီ look တန်ပြီးရလိမ့်မယ်ဆိုတော့နောက်တစ်ခုကတော့ဒါသူ့ရဲ့မိတ်ဖက်ကြီးဖြစ်တဲ့ဒီ Vercel ရဲ့ V0 နဲ့customize design တွေပါထပ်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်အကယ်၍ကျွန်တော်ရဲ့ Node.js project တွေနောက် Vue တို့ဘာလို့ပေါ့နော်အဲ့လိုမျိုး framework တွေ library နဲ့တွဲချရမှာဆိုလို့ရှိရင်တော့ create project ကိုနှိပ်အောင်မယ်ပြီးရင်ကဘယ် framework သုံးပါလဲ Tanstack သုံးပါလားပြီးပြီဆိုလို့ရှိရင် Vue သုံးပါလားကိုကြက်တာကိုရေးကျွန်တော်က Node.js ဆို Node.js ပေါ့နော်ပြီးရင်ကဘာ package ကိုသုံးဘာ package manager သုံးတာလဲ npm ဆို npm choice type ပြီးပြီဆိုလို့ရှိရင် copy ပြီးသွားပြီဆိုလို့ရှိရင်ဒါ terminal မှာ install လုပ်လိုက်အောင်ပဲပေါ့နော်ဘာမှမခက်ဘူးဒါပေမဲ့တခုရှိတာကဒါကဒီ project အသစ်တွေ create လုပ်တဲ့ခါကြရင်ပဲအဆင်ပြေမယ်ပေါ့နော်အကယ်ကိုကဒါ existing project ရှိမယ်ဆိုလို့ရှိရင်တော့ဒီ command ကိုသွားပြီး run လို့မရဘူးဒါကဒါ project အသစ် initialize လုပ်တဲ့အခါမှာပဲသုံးလို့ရမှာပေါ့နော်အကယ်ကိုကဒီရှိပြီးသား project မှာသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီ information တွေကိုကျွန်တော်တို့ဒီ project တွေထဲမှာချက်စီရန်သုံးတာဆိုလို့ရှိရင် component.json ဆိုတဲ့ဒီ config file လေးရှိလိမ့်မယ်ပြီးချက်စီရန် config file ရှိလိမ့်မယ်ဒီမှာသွားပြီးတော့ပြောင်းပေးရမယ်
ဒီဟာလေးလုပ်ပေးရမယ်ပေါ့နော်ဒီ comment တော့သုံးလို့ရမှာမဟုတ်ပါဘူးဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ဒီ 8cm ရဲ့ဒီအသစ်ပေါ်လာတဲ့ဒီ project feature ကိုသိသွားပြီထင်တယ်ပေါ့နော်ဆိုတော့ခြားသောဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်